Okay ဆိုတော့ O level မှာ A star ဘာသာဆုံးရရင်ဒေါက်တာဖြစ်နိုင်လားဗျအဖြေကိုကျွန်တော်ရိုးရှင်းဖြေပေးရမယ်ဆိုတော့ yes ဒါပေမဲ့ direct yes တော့မဟုတ် indirectly တော့IGCSE မှာဘာသာဆုံး A star ရရင်ဒေါက်တာဖြစ်နိုင်တယ်ဒါပေမဲ့ဒီဟာကိုလေမေးခွန်းမေးထားရဲဆိုဒီလိုမျိုးပုံစံမေးထားရဲဆိုတော့ကျွန်တော်ဒါ business ဆန်းနေနည်းနည်းရှိရလို့ထင်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုနည်းနည်းလေးရှင်းပြပေးမယ်နော်ပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်ဒေါက်တာဖြစ်ဖို့အတွက်ကဒီ practical step အနေနဲ့ဖတ်သွေးနှစ်ခုရှိတယ်ပေါ့ပထမဆုံးဖတ်သွေးကကျတော့ကျွန်တော်ဒီ high school ပြီးထားတယ်ပေါ့နော် high school တစ်ခုပြီးရယ် qualification တစ်ခုရတာအဲ့လာပြီးတော့ med school join တယ် med school တက်တယ်ပြီးသွားလို့ရှိရင် residency လုပ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒေါက်တာစလုပ်ဖို့အတွက်လမ်းစာပေါ်ပေါ့နော်ဒါကတော့ဖတ်သွေးပထမဆုံးတစ်ခုပေါ့ဒုတိယဖတ်သွေးကကျတော့ကျွန်တော် med school တက်မ join မယ်နဲ့bachelor's degree ကို medical related major တစ်ခုနဲ့ယူတယ်ပြီးတော့ med school join တယ်ပြီးတော့လို့ရှိရင် residency လုပ်တယ်ပေါ့နော်ပြီးတော့ဒေါက်တာစလုပ်ဖို့အတွက်လမ်းစာပေါ်ပေါ့အဲ့တော့ဒီနေရာမှာက IGCSE O level နဲ့ကတော့ med school ကိုတန်း join ဖို့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဖတ်သွေးကိုကျွန်တော် cancel out လုပ်လိုက်မယ်ဒုတိယဖတ်သွေးက bachelor's degree မှာဒီ medical related major တစ်ခုနဲ့ bachelor's degree ယူမယ်ဆို IGCSE နဲ့ဖြစ်နိုင်လားဆို IGCSE နဲ့လက်ခံတဲ့ဟာတွေလည်းရှိတယ်ဒါပေမဲ့တော်တော်များများကတော့recommended ကတော့ A level ထိဆက်ဖြေတာပေါ့နော်ဆိုတော့ IGCSE ပြီးသွားတယ် A level ဆက်ဖြေတယ်ဆက်ဖြေပြီးတော့မှဒီ bachelor's degree ယူတယ်ပြီးတော့ med school သွားတယ်ပြီးတော့လို့ရှိရင် residency သွားတယ်ဒါမှမဟုတ်လည်းတချို့ med school တွေ direct join လို့ရတဲ့ဟာတွေက A level နဲ့ directly join လို့ရတဲ့ဟာတွေတော့ရှိတယ်အဲ့ဒီမေးခွန်းပြန်ကောက်ရမယ်ဆိုကျွန်တော် IGCSE မှာဘာသာဆုံး A star ရရင်ဒေါက်တာဖြစ်နိုင်လားဆိုရင်မူတည်တယ်ဥပမာမလို့ကိုက IGCSE ပြီးသွားတယ်ပြီးသွားလို့ရှိရင်ဒီ bachelor's degree တက်မဲ့ college university ကသူတို့စီမှာ medical related major တခုတက်မယ်ဆို IGCSE မှာဘယ်ဘာသာတွေပါခဲ့ရမယ်ပြောပြကိုကအဲ့ဘာသာတွေမပါဘဲနဲ့တခြားဘာသာတွေယူခဲ့ပြီးတခြားဘာသာတွေအစားဖြစ်နေလေသူတို့တော့လက်ခံမှာမဟုတ်ဘူးဆိုတော့ကိုယူရမယ့်ဘာသာတွေလိုမျိုးသတ်မှတ်ထားရှိမယ်ဆိုတော့အဲ့ဘာသာတွေယူခဲ့တယ် A star လည်းရခဲ့တယ်ဆိုတော့လုံးဝဒါလက်ခံမဲ့အနေထားမှာတော့ရှိတယ်ပေါ့နော်ဆိုတော့ကိုရှောင်းမဲ့ college university ပေါ့တော့အများကြီးမူတည်တယ်ဒါလို့သူတို့ဘက်ကတော့အဲ့လိုမျိုးတွေဘယ်က require course တွေဘယ်က require subject တွေမသတ်မှတ်ထားဘူးဆိုရင်တော့ A star ဘာသာဆုံးရရင်တော့ဒါတော်တော်ကောင်းတယ်ပေါ့နော် scholarship opportunities ပါပွင့်သွားနိုင်တဲ့အနေထားမှာတော့ရှိတယ်ဒါပေမဲ့တော်တော်များများတော့ A star ကဘာသာဆုံးတော့မလို့ပေါ့နော်ဥပမာ minimum B တို့ A တို့အဲ့လောက်မျိုးဆိုတော့မှသူတို့ကလက်ခံတယ်ဒါပေမဲ့ဒါကတော့အတက်အတော့ပြောလို့မရဘူးရှောင်းမဲ့ college university မှာမူတည်ပြီးတော့ပြောင်းသွားနိုင်တယ်အဲ့တော့ဒီမေကုန်းဖြေပြရမယ်ဆိုတော့ indirectly ဆိုတော့ yes ဖြစ်နိုင်ပါတယ် IGCSE မှာဘာလို့ A star ရရင်ပေါ့နော်မရလည်းဖြစ်နိုင်ပါသေးတယ်ပေါ့နော်ဒါပေမဲ့မေကုန်းကိုပဲပြန်ဖြေပြရမယ်ဆိုတော့ဖြစ်နိုင်ပါတယ်လို့ပဲပြောရမှာပေါ့နော်